ဆိုနာမည်ပြောင်းရကြတော့နော်ဥမာပီဇာဆိုရင်ပီဇာလို့ပဲခေါ်ကြ ပီဇာလို့ပဲခေါ်ကြအောင် ဟယ်လိုကျဲအခုကကိုသာတကယ်လို့မြန်မာအစားအစာတစ်ခုကိုကဘာကျော်အောင်လောက်ခွင့်ရမယ်ဆိုရင်ဘယ်စားစာကိုရွေးမလဲ လက်ဖက်တော့ပေါ့ ဘာလို့အောင်ကြိုက်လား အရင်ကြိုက်တယ်အမြဲတမ်းသွားတိုင်းလာတိုင်းဘယ်နေရာရောက်ဘယ်နိုင်ငံရောက်လက်ဖက်တော့ရှာစားတယ် သမင်းဟင်းစားတာကိုကြိုက်တယ်တနေ့ကိုတစ်နှစ်လောက်ကတော့အဲ့မြန်မာသမင်းဟင်းကောင်းကောင်းလေးကိုစားချင်တာအဲ့အနှစ်နဲ့လေဖက်ပြီးတော့စားပြီးတော့လို့အချင်းဟင်းလေးတောက်အတွင်းမြုပ်လေးစားငပိရေးကြော်လေးနဲ့အဲ့လိုလေးစားချင်တာအဲ့လိုမျိုးပေါ့လေ အိန္ဒိယအစားအစာနဲ့ဆင်မလား အခုတော့ different တော့ရှိရပါဘောဆိုအိန္ဒိယအစားအစာကျတော့ तू က masala တွေသုံးမယ် char spice တွေထည့်မယ်ဒါပေမဲ့မြန်မာသမင်းဟင်းမှာကျတော့အဓိကအဖြစ်ဆွေငပိလေးနည်းငယ်ထည့်ချတာရှိရဲအဲ့တခုတော့ကောက်သွားမှာ အဲ့ဆိုရင်လက်ပတ်တုပ်ထဲမှာဘာတွေထပ်ပေါင်းခြင်းလဲကိုယ်စိတ်ကူးစိတ်တန်းပေါ့နော် နည်းနည်းလှတဲ့အရွက်လေးပေါ့ဥမာဆိုရင်ဟိုပါဗလဲမုံလာထုံးဆိုရင်လည်းရိုးရိုးမုံလာထုံးမဟုတ်ပဲနဲ့ခရမ်းရောင်လေးသုံးတာတော့ အော်ကလာဖူးဆောင်တော့ ကလာဖူးလေးတွေပေါ့အဲ့လိုမျိုးလေဒါပေမဲ့အရတာတော့မပြောင်းချင်ဘူးကွာဒီကအရတာပြောင်းအောင်တော့ရှောင်းမထည့်ချင်ဘူးဒါပေမဲ့ကျုပ်ကိုပို့ပြီးတော့လှအောင်တော့လုပ်ချင်တယ် decoration ဘိုင်းပေါ့ decoration မှာတော့စိတ်ဝင်စားအောင်ပေါ့ ငပိဆိုရင်လည်းထိုင်းလဲငပိတုံသလားထိုင်းမှာじゃအဲ့ဒီစားတာတိတ်တော့မရှိ မရှိဘူးဒါပေမဲ့သူတို့ကငပိသုံးမယ်သူတို့ကကျတော့အဓိကအဖြစ်အထောင်းဒီမှာပဲသုံးကြတာလေကျွန်တော်တို့ကျတော့ဒီမှာငပိကကျတော့ထားမအောင်ရင်းနေရအစားနောက်ဆုံးသူချို့ဆိုကိုတန်ကန်ဟင်းရပါညာစလုံးမှာငပိစဉ်းစားအနေငယ်ထည့်တာမျိုးလေးပေါ့လေအဲ့လိုမျိုးရှိရဆိုတော့အဲ့လိုမျိုးလေးကိုချက်ပြချင် နာမည်ပြောင်းလို့ရရင်ဘယ်လိုပြောင်းမလဲအဲ့ကြောင့်လည်းမကောင်းတယ်နော်အဲ့တော့ကိုယ့်ရဲ့ signature ဆိုတော့နာမည်ပြောင်းရကြတော့နော်ဥမာပီဇာဆိုရင်ပီဇာလို့ပဲခေါ်ကြ ပီဇာလို့ပဲခေါ်ကြအောင်ဟုတ်တယ်လက်ဖက်တော့ဆိုရင်လက်ဖက်ကိုပဲသူတို့နားလဲအောင်လို့ကြည့်မိတာပုံမကောင်းလား မြန်မာဆက်လက် မြန်မာဆလတ် ဟုတ်လား မြန်မာ tea leaf salad မြန်မာဆက်လက် ဟိုသူတို့ကနားလဲကြတာလေနားလဲကြဒါပေမဲ့အဲ့လက်ဖက်ဆိုတဲ့ဟာမျိုးသိစေချင်တာကွာ yes ရန်ကောင်းတဲ့ idea ပေါ့နော်အရှိမကတော့ Tiffany ထေးကじゃသူကလက်ဖက်တုပ်ဆိုပြီးပြောထား ဟုတ်တယ်